စစ်ဆောင်ကဆိုသုံးခါဆောင်ပေါ့နော်ရွာတွေကဖြစ်တော့ဖျားကုန်းပြည်ဖျားကုန်းကဖြစ်တော့ဒီပကန်းရောက်ထိုင်းမကန်ရောက်ထိုင်းမကန်ကမြန်မာပကန်းထပ်ပြီးတော့ထိုင်းမကန်တခါထပ်ပြေးနေရပြန်ထိုင်းမကန်တခါထပ်ပြေးနေရတာဘောတော့6နားလူကမနေတော့ဘူးလေဆရာတော်ကြည့်တယ်ဒီလူတွေကကျွန်တော်လာရင်အများနဲ့ကျွန်တော်နားမှာနေတဲ့သူတွေကြည့်ပဲဆိုတော့ကျွန်တော်နားမှာလည်းလမ်းဆိုတော့အဲ့လိုနေထားရတယ်ကျွန်တော်တို့မှလည်းရှိတယ်ဆိုတော့လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အတူတူရုပ်ကံတယ်နော်ဒီနေ့ကတော့ကျမကြီးဝန်ဆောင်မှုပေါ့စစ်ပေးဆောင်နေပေါ့နော်နည်းနည်းပန်ကစစ်ပေးဆောင်နေပေါ့ကျမကြီးဝန်ဆောင်မှုပေါ့နော်ကျမကြီးဝန်ဆောင်မှုရတော့အစားတောက်ကလေးတွေပေါ့နော်စီဝါးတွေပေါ့နော်အခုကတော့ကျမကြီးဆောင်ရှောက်မှုပေးနေတာပေါ့လောလောဆယ်လက်တလောကတော့နော်စီဝါးတွေလည်းလာလူတန်းသွားတယ်တော့ကစားတောက်ကလေးတွေလည်းလာလူသွားတယ်နော်စစ်ပေးဆောင်နောက်ထပ်လည်းလာလူဖို့အစဉ်ရှိသေးပေါ့နော်တော့ညာခင်းကလည်းဖြစ်တယ်အသေးတံပဲနှိတိုင်းလိုပဲဖြစ်နေတာပေါ့နော်မဖြစ်ဘူးဆိုတော့မရှိဘူးနေနှိခင်းမဖြစ်ညာခင်းဖြစ်ညာခင်းဖြစ်နှိခင်းဖြစ်အများအားဆက်နေရဖြစ်နေတာစစ်ဆောင်တွေလည်းဘယ်လိုဖြစ်နေလဲဆိုတော့စစ်ဆောင်ကဆိုသုံးခါဆောင်ပေါ့နော်ရွာတွေကဖြစ်တော့ဖျားကုန်းပြည်ဖျားကုန်းကဖြစ်တော့ဒီပကန်းရောက်ထိုင်းမကန်ရောက်ထိုင်းမကန်ကမြန်မာပကန်းထပ်ပြီးတော့ထိုင်းမကန်တခါထပ်ပြေးနေရပြန်ထိုင်းမကန်တခါထပ်ပြေးနေရတာဘောတော့6နားလူကမနေတော့ဘူးလေဌာနမနေတော့ဒီဘက်ကအဝေးကထပ်ပြေးနေရတာညာခင်းကြတော့လေကျွန်တော်တို့ထိုင်းမဲ့ရှမ်းနေတော့နေတဲ့လူတွေကမအေးရဘူးလေမအေးတော့တခါနေရာရွှေ့အိတ်စစ်ပေးဆောင်က3ခါလောက်ပြန်ရှောင်နေရဆိုဖြစ်နေတော့အဲ့လူတွေလည်းတော်တော်လေးကိုစိတ်တက်ကြကုန်ပြီနော်အိမ်ငားထားပြီးတော့လဲပေါ့ကိုယ့်အိမ်မှာကိုနေလို့မရအောင်ဖြစ်နေတာထပ်ပြေးနေရတာပါနော်အခုကြတော့ဘယ်လိုဖြစ်မှုဆိုတော့လူတွေကဘယ်လိုပြောမှုဆိုတော့နောက်လဲဆိုရခဲ့ရှေ့လဲသွားခဲ့တော်တော်လေးအခက်ခဲကြုံနေကြပြီပေါ့နော်ဒီကတော့ထိုင်းမှာနဲ့လက်ခံပြီးတာပဲအများကြီးကျေးဇူးတရားမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒီကနေ့နော်မိန်နော်အစဖြစ်တယ်ပဲစားတာနော်အပူဆက်တွေစားတာမာကြီးတွေမတော့တော့နဲ့နော်လုံးဝမတော့တော့နဲ့နော်ရတယ်ဟိုတနေ့ရောက်လွန်ခဲ့တဲ့2ရက်လောက်ကတော့2ရောက်လာထိသွားတယ်ဆန်းမြောက်ထိတော့ကဆေးုံပူလိုက်ရတယ်ပေါ့အများအားမဲ့ထိုင်းမှာကြာနေညခင်းကလည်းကြာတယ်ညာခင်းလည်းကြားတယ်ကျွန်တော်ပြန်လာတော့ဟိုနောက်17နာရီဆိုတော့လမ်းမှာကြားတယ်နော်အမြဲတမ်းကြားနေတာပဲလက်နဲ့ကြီးကြားလိုက်ကျွန်တော်တို့လက်နဲ့ငယ်တွေကကြော်ပြီးတော့လာလိုက်အမြဲတမ်းလို့ဖြစ်နေတယ်ဟိုထိုင်းမချမ်းတော့မှမနေရဘူးဖြစ်နေကြတယ်လေဟိုကဘယ်လိုကောကိုမလုံလုံတော့ဘူးပေါ့နော်ဟိုအဲ့လိုဖြစ်နေကြတယ်ဟုတ်ကဲ့2021ကဆိုရင်တော့သူကစစ်ဘေးရှောင်ပေါ့နော်စသဦးကျွန်တော်တို့တိုက်ပွဲဖြစ်တော့အဲ့ဒါစစ်ဘေးရှောင်တစ်မျိုးပဲပေါ့နော်အခုဆိုတော့အရင်ပို့ရှုပ်ထွေးတာပေါ့နော်စစ်ပေးရှောင်ကိုကြားဖြန့်အောင်ဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလို့ဆိုတော့အရန်ရှုပ်ထွင်းတာပေါ့နော်အရန်ရှုပ်ထွင်းရဆိုတော့မြန်မာဘက်ကမှလည်းကြံနေခဲ့တဲ့စစ်ပေးရှောင်တွေကဒီဘက်ကမှအိမ်နေပါလေမငားနိုင်တော့ကြံနေခဲ့တဲ့ခါကျတော့မြန်မာဘက်ကလည်းရိတ်ခါပညာမပို့ရဘူးအကုန်လုံးကျွန်တော်တို့ပိတ်ထားတဲ့ခါကျတော့အရန်ခက်ခဲနေတာပေါ့မြန်မာဘက်ချမ်းကျွန်တော်တို့ကြံနေခဲ့တဲ့စစ်ပေးရှောင်တွေကနော်အဲ့လိုပဲပေါ့ကြည်စံနေကြားနေရချောင်းပြီးမှတဲတောင်ကုန်မှာပဲတောင်စုံဘယ်လိုကောကျွန်တော်တို့ချောင်းကန်နဘေးမှာပေါ့အကာအကွယ်ယူပြီးတော့ဒီလိုပဲဒုက္ခခံနေရတာပေါ့နော်ကျွန်တော်တို့မာပြည်သားရဲ့အရေးဆိုရင်တော့ကျွန်တော်တို့ကအမြဲတမ်းပေါ့နော်အလူရှင်လေးပေါ့နော်မကြပေါ့နော်ရိတ်ခါလေးပေါ့နော်ရိတ်ခါတို့သေးဝါတို့ပေါ့နော်အဲ့ဒါလေးတွေလာလူတန်းစီပါတယ်နော်